တော့ကျွန်တော် grab မှာမီယာကိုင်းထားတဲ့ပွဲလေးပါမီယာဘလူးကျန်းလဲဆိုတာကျွန်တော်ပြပါမယ်တခင်နဲ့မီယာတွေ့ပြီအမှတခင်အဲဒီတုံးနေမီယာကြိတ်တယ်နိုင်ပါဘူးဒီကောင်ကလေးပါကွာတခင်ကြီးတဲ့ဘာတခင်ကြီးနောက်တစ်ခါထပ်တွေ့မယ်တွေ့ပြီတခင်ဘောက်ပုံးနေဘောက်ပုံးနေသေးအမ3 1ဆိုတာဒါလာသေးဘီယာဆန်ဘယ်လာတော့သေးတာပဲကြိတ်တယ်ဘီယာဆန်ပြေးတယ်ဘီယာပြေးတယ်ဆန်ရှော့တယ်โอเคပါအဲ့ဒါမှမီယာနဲ့ရှယ်ကျန်းပြရှိုးအမထရဗကီအောင်မီနီစားပြီအားလုံးကျွန်တော်နောက်တက်တင်ပြီးပါတကယ်လို့ဘန်1ဆော့ကျင်တဲ့လူတွေလည်းလာလို့ရတယ်เนาะရှုံးနိုင်တင်ပြီးချောင်းပတ်သက်ချောင်းလို့ပါတော့